နိုင်ငံအတော်များများထက်ပိုကြီးမားပြီးဘသူမှမခန့်မှန်းနိုင်လောက်အောင်ကျွယ်ဝတဲ့တယံဇာတတွေရှိနေတဲ့ကျွန်းကြီးတစ်ကျွန်းအခုဆိုရင်ကမ္ဘာအင်အားကြီးနိုင်ငံတွေဟာဒီကျွန်းကိုထိန်းချုပ်ဖို့တိတ်တဆိတ်ပြိုင်ဆိုင်နေကြပါပြီ Greenland ဟာဘာကြောင့်ကမ္ဘာစစ်တူးရင်ခုံရဲ့အလဲဗဟိုကိုရောက်လာတာလဲအရေးပြောနေတဲ့ရေခဲပြင်အောက်မှာဘာလျှို့ဝှက်ချက်တွေရှိနေတာလဲ Greenland ရဲ့တကယ်တိုက်ပွဲကအခုမှစတင်မှာပါ Greenland ရဲ့တမိုင်းကလွန်ခဲ့တဲ့နှစ်ပေါင်း4500ကျော်ကတည်းကစခဲ့တာပါအစောဆုံးအခြေချသူတွေကတော့ Paleo Eskimo တွေဖြစ်ပြီးနောက်ပိုင်းမှာတော့လက်ရှိ Inuit တွေရဲ့ဘိုးဘေးတွေရောက်လာခဲ့ကြပါတယ်AD 986မှာတော့အိုက်စလန်ကနေပြည်နှင်တန်တင်လာတဲ့ Eric the Red ဆိုသူကဒီကျွန်းကို Greenland စိမ်းလန်းသောမြေလို့နာမည်ပေးခဲ့ပါတယ်လူတွေလာပြီးအခြေချခြင်းအောင်နာမည်ကောင်းပေးခဲ့တာပါ18ရာစုမှာတော့ဒိန်းမတ်နိုင်ငံကကိုလိုနီအဖြစ်စတင်အုပ်ချုပ်ခဲ့ပြီး1953မှာဒိန်းမတ်နိုင်ငံရဲ့အစိတ်တစ်ပိုင်းဖြစ်လာခဲ့ပါတယ်2009ခုနှစ်မှာတော့ကိုပိုင်အုပ်ချုပ်ခွင့် self government ရရှိခဲ့ပြီးပြည်တွင်းရေးကိုကိုယ်တိုင်စီမံခွင့်ရလာပါတယ်ဒါပေမဲ့ကာကွယ်ရေးနဲ့နိုင်ငံခြားရေးကိုတော့ဒိန်းမတ်ကပဲတာဝန်ယူထားဆဲပါလက်ရှိမှာလူဦးရေ56,000ခန့်ပဲရှိပြီးအများစုက Inuit လူမျိုးတွေဖြစ်ပါတယ် Greenland ဟာကမ္ဘာအကြီးဆုံးကျွန်းကြီးဖြစ်ပြီးအကျယ်ဝန်းက1.1 တန်းစတူယန်ကီလိုမီတာကျော်ရှိပါတယ်ဒါပေမဲ့ Mercator မြေပုံတွေမှာကြည့်ရင် Greenland ကအာဖရိကတိုက်လောက်နီးပါးကြီးနေတာကိုတွေ့ရပါလိမ့်မယ်တကယ်တော့အာဖရိကက Greenland ထက်14ဆလောက်ပိုကြီးပါတယ်ဒါဟာမြေပုံအချိုးအစားပုံပြတ်မှုကြောင့်ပါဒါပေမဲ့ Greenland ရဲ့တည်နေရာကတော့တကယ်ကိုအချက်ချကြပါတယ်ရာသီဥတုဖောက်ပြန်မှုကြောင့် Greenland ကရေခဲပြင်တွေဟာတစ်နှစ်ကိုတန်ချိန်ဘီလီယံ250နှုန်းနဲ့အကြီးပြောနေပါတယ်ဒါဟာပတ်ဝန်းကျင်အတွက်ဘေးအန္တရာယ်ဖြစ်ပေမဲ့ရေချောင်းကုန်တွေကြီးအတွက်တော့လမ်းသစ်တွေပွင့်လာစေပါတယ်အရင်ကရေခဲတွေကြောင့်တွားလို့မရတဲ့အာတိသမုဒ္ဒရာဟာအခုဆိုသင်္ဘောတွေတွားလာနိုင်လာပါပြီဥပမာရှန်ဟိုင်းကနေရော့တာဒမ်ကိုတွားမယ်ဆိုရင်ဆူအက်စ်တူးမြောင်းထက်30ရာခိုင်နှုန်းလောက်ခရီးပိုတိုးသွားမှာပါဒါကြောင့် Greenland ဟာကမ္ဘာကုန်သွယ်ရေးလမ်းမကြီးတည်ရဲ့ဂိတ်ဆုံးနေရာဖြစ်လာပါတော့မယ်ဒါကြောင့်လည်းအင်အားကြီးနိုင်ငံတွေကမျက်စိကျလာတာပါ American 1950 ကတည်းက American ဟာ Greenland မှာလေတပ်အခြေစိုက်စခန်း Thule Air Base ထားရှိခဲ့ပါတယ်2019မှာသမ္မတ Trump က Greenland ကိုဒိန်းမတ်စီကနေဝယ်ဖို့ကမ်းလှမ်းခဲ့တာအားလုံးမှတ်မိမှာပါအခု2024ရွေးကောက်ပွဲအပြီးမှာတော့ဒါဟာတာမဟုတ်တော့ပဲတကယ့်မူဝါဒတစ်ခုဖြစ်လာနေပါပြီတရုတ်ကလည်းတပ်တုတွေအနေနဲ့လေစိတ်တွေမှာရင်းနှီးမြှုပ်နှံဖို့စ조사ခဲ့ပေမဲ့ဒိန်းမတ်ကတားဆီးခဲ့ပါတယ်ရုရှားကလည်းအာတိတ်ဒေသမှာစစ်အခြေစိုက်စခန်းတွေတိုးချဲ့ပြီးဒီရေချောင်းလမ်းကိုထိန်းချုပ်ဖို့စ조사နေပါတယ်ဘာကြောင့်ဒီလောက်လူနေကြတာလဲအဖြေကတော့ rare earth elements ရှားပါဓာတ်စင်များကြောင့်ပါsmartphone လျှက်စစ်ကားလေအားလျှက်စစ်နဲ့လက်နက်ခဲယမ်းတွေထုတ်ဖို့ဒီဓာတ်စင်တွေကမရှိမဖြစ်ပါအခုချိန်မှာတရုတ်ကဒီဈေးကွက်ကို80ရာခိုင်နှုန်းထိန်းချုပ်ထားပါတယ် Greenland မှာတော့ဒီရှားပါဓာတ်စင်18မျိုးစလုံးထွက်ရှိတဲ့အပြင်ရွှေ titanium graphite တွတ်နဲ့ခဲတန်ချိန်ပေါင်းများစွာရှိနေပါတယ်အရင်ကကမ္ဘာအစွန်ဖျားလို့ထင်ခဲ့တဲ့ဒီရေခဲကျွန်းကြီးဟာအခုဆိုရင်ကမ္ဘာအာဏာလူပွဲရဲ့ဗဟိုချက်မှဖြစ်လာပါပြီရေခဲတွေအကြီးပြော်လေး Greenland ရဲ့အရေးပါမှုကပိုကြီးမားလာလေးဖြစ်မှာပါဒီဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုရင် like subscribe နဲ့ခေါင်းလောင်းလေးကိုနှိပ်ထားဖို့မမေ့ပါနဲ့ဦးနောက်ထပ်ဗဟုသုတအသစ်တွေနဲ့ပြန်လာခဲ့ပါမယ် Knowledge Atlas ကနေကျေးဇူးတင်ပါတယ်ခင်ဗျာ